အားလုံးမင်္ဂလာပါဒီနေ့အကိုကဒီ AI နဲ့ပေါ့နော်ကိုချုပ်ထားတဲ့အင်ဂျင်တွေကိုလူမှာဝစ်ပြတဲ့ပုံစံဘယ်လိုလုပ်ထားလဲဆိုတာကိုပြောပြပေးမှာပဲဖြစ်ပါတယ်ဒီ ChatGPT ကိုသုံးပြီးတော့မှပေါ့နော်အကိုတွေချုပ်ထားတဲ့ဒီအင်ဂျင်တွေကိုပေါ့နော်အကိုတွေလူမှာဝစ်ထားတဲ့ပုံစံမျိုးလေးဘယ်လိုမျိုးဖန်တီးမလဲဆိုတာကိုပြောပြပေးပါမယ်အရင်ဆုံးChatGPT ကိုဝင်လိုက်မယ်ပြီးလို့ရှိရင်ပုံတစ်ပုံကိုရွေးမယ်ပေါ့နော်ကိုချုပ်ထားတဲ့အင်ဂျင်ပုံတစ်ပုံကိုရွေးပေးမယ်ပြီးလို့ရှိရင်ဒီမှာစာလေးနည်းနည်းရေးပေးရမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်အကိုကတော့မြန်မာလိုပဲရေးလိုက်မယ်ပေါ့နော်သူကအင်္ဂလိပ်လိုရေးလဲရတယ်မြန်မာလိုရေးလဲရတယ်ပေါ့နော်ကိုကြိုက်နေတဲ့ရာဘာသာစကားနဲ့ရေးပေးလို့ရတယ်ဒီမှာဆိုလို့ရှိရင်အကိုကဒီအင်ကြီးပုံကိုပေါ့နော်အလှမယ်တရားဝစ်စင်ပြီးတော့မှလမ်းလျှောက်နေတဲ့ပုံစံဖန်တီးပေးပါလို့အကိုကရေးပေးလိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်သူကဒီဥစ္စာကိုဖန်တီးပေးလိုက်မယ်ပေါ့နော်အကိုဒီလိုဖန်တီးခိုင်းလို့ရှိရင်အနည်းဆုံးတော့ကိုအင်တာနက်လိုင်းအခြေအနေပေါ်မှာမူတည်ပြီးတော့မှအချိန်ခဏတော့စောင့်ပေးရမယ်ပေါ့နော်ဒီမှာတော့ကိုကကြာနေမှာဆိုလို့ဗီဒီယိုကိုနည်းနည်းလေးရစ်ပြီးတော့မှပြပေးလိုက်မယ်ပေါ့နော်အခုဒီမှာဆိုလို့ရှိရင်ဒီမှာသူတို့ဖန်တီးပေးတဲ့ပုံကရလာပြီပေါ့နော် image creator ဆိုပြီးတော့အခုဒီမှာဆိုလို့ရှိရင်အခုအပေါ်မှာပြထားတာကကြတော့အကိုချုပ်ထားတဲ့အင်ဂျီလေးပေါ့နော်အင်ကြီးလေးကိုအခုဒီမှာသူက model မှာဝစ်ပြီးတော့မှလမ်းလျှောက်နေတဲ့ပုံစံလေးဖန်တီးပေးထားတာပဲဖြစ်တယ်ပေါ့နော်အခုဒီပုံလေးကိုစိတ်လိုက်မယ်ပေါ့နော်စိတ်ပြီးတော့ကိုဖုန်းထဲကိုခဏတင်ထားလိုက်မယ်ရပြီနော် image ကို download လုပ်ပြီးသွားပြီဟုတ်ပြီအဲ့ဒါပြီးလို့ရှိရင်အကိုပြန်ပြီးတော့မှတစ်ချက်ထွက်ပြီးတော့မှကြည့်လိုက်မယ်နော်ဒီမှာအပေါ်မှာဆိုလို့ရှိရင်ဒါကအကိုချုပ်ထားတဲ့အင်ဂျင်ပုံဒီအောက်မှာကကြတော့ဒီ AI ကနေပြီးတော့မှဖန်တီးပေးထားတဲ့အင်ဂျင်ပုံပဲဖြစ်တယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကိုကနောက်ထပ်တစ်ပုံကိုလည်းထပ်ပြီးတော့မှလုပ်ပြပေးမယ်ပေါ့နော်နောက်ထပ်အကိုချုပ်ထားတဲ့ဒီတင်နန်းမှာချုပ်ပြထားတဲ့အင်ဂျင်ပုံလေးတစ်ပုံကိုအကိုရွေးလိုက်မယ်နော်ဒီတစ်ခါကျတော့အကိုကဒီအင်ကြီးကိုပေါ့နော်ဒီအင်ကြီးပုံကိုမြန်မာမင်းကလေးတယောက်ဝစ်စားပုံဟန်ပြောင်းပေးပါလို့အကိုကရေးပေးလိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်ဟို generate လုပ်လိုက်မယ်ပြီးလို့ရှိရင်သူဖန်တီးပေးတဲ့ပုံတွေကိုဟိုခဏစောင့်လိုက်မယ်ပေါ့နော်အခုဒီမှာဆိုလို့ရှိရင်ကိုတွေဒီပုံကရလာခဲ့ပြီပေါ့နော်အခုပြထားသလိုပဲဒီပုံစံတိုင်းပဲကိုထည့်ခြင်းနဲ့အင်ကြီးပုံကိုပေါ့နော်ပြီးလို့ရှိရင်ကိုလိုချင်တဲ့ဒီလူပုံစံအနေထားပေါ့နော်ဥပမာဆိုရှင်ကိုတွေမြန်မာပုံစံလိုချင်လားဒါမှမဟုတ်ရှင်အနောက်တိုင်းပုံစံမျိုးဝစ်စေချင်လားပေါ့နော်ကိုစင်ပြီးတယ်လို့မျိုးကြိုက်နေတဲ့ရာနောက်ခံ background တွေဒီခဏကိုရဲ့ဒီပေါ့နော်ဟန်အနေထားရကစားအသေးစိတ်ကိုကရေးပေးနိုင်တယ်ဆိုလို့ရှိရင်ပို့ပြီးတော့မှအကောင်းဆုံးနေဖန်တီးလို့ရတယ်ပေါ့နော်သူကအလက်ကားကတော့ကိုတရက်ကို3ပုံလားဘယ်နှပုံလဲမသိဘူးပေါ့နော်အဲ့လိုပဲလုပ်လို့ရတယ်တကယ်လို့ကိုကအများကြီးလုပ်ချင်တယ်ဆိုလို့ရှိရင်တော့အကိုတွေသူ့ကိုပတ်စံနဲ့ဝယ်ပြီးတော့မှပေါ့နော်အကိုတွေကြိုက်တဲ့လောက်လုပ်လို့ရပါတယ်အားလုံးပဲအဆင်ပြေကြပါစေနော်